င့်ကိုမနာလိုတဲ့လူတစ်ယောက်ရဲ့နောက်ွယ်မှာဒီအချက်တွေကတခုခုရှိနေနိုင်ပါတယ်ပထမတစ်ချက်ကသူ့ကိုယ်သူတင်နဲ့နိုင်ရှင်နေတဲ့အချက်ပါလူတွေကကိုယ်နဲ့မသက်ဆိုင်တဲ့ချမ်းသာတဲ့လူတစ်ယောက်ကပို့ပြီးတော့ချမ်းသာသွားတယ်ဆိုရင်မနာလိုစိတ်မရှိတတ်ကြပါမယ်တင်နဲ့သူကအသက်တူတယ်တင်တို့ကចောင်းတူတက်ခဲ့တယ်ဒါမှမဟုတ်အလုံးမှာယာတူးတူတယ်အလုံးတူတယ်တခုခုကိုအတူတူစခဲ့ကြတယ်ဆိုရင်တော့သူနဲ့ငါအတူတူပဲဘာလို့ तू ကငါထပ်ပိုရောက်တာလဲဆိုပြီးတော့နိုင်ရှင်တဲ့စိတ်တွေစတင်ဝင်လာနိုင်ပါတယ်ဒုတိယတစ်ချက်ကတင့်ရဲ့အောင်မြင်မှုကသူ့မှာမရှိသေးတဲ့အရာကိုပြန်သတိပေးနေလို့ပါသူမနာလို့ဖြစ်နေတာကတင့်ရဲ့အောင်မြင်မှုတစ်ခုတည်းမဟုတ်ပါဘူးတင့်မှာရှိတဲ့အရာကသူလိုချင်ပေမဲ့မရသေးတဲ့အရာဒါမှမဟုတ်ဘဝမှာမကျင့်တတ်သေးတဲ့အပိုင်းတစ်ခုကိုပြန်မြင်လာစေတဲ့မှန်တစ်ချက်လို့ဖြစ်စေနိုင်ပါတယ်တတိယတစ်ချက်ကသူအဲ့ဒီခံစားချက်ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာပါတချို့လူတွေကသူလုံနိုင်ရင်ငါလည်းသူ့လိုလုံနိုင်ရမှာပဲငါသူ့လိုဖြစ်အောင်ငါလည်းပို့စူးစမ်းမယ်ဆိုပြီးတော့တွေးတတ်ကြပါတယ်ဒီလိုမနာလိုစိတ်မျိုးကိုတော့ benign envy လို့ခေါ်ပါတယ်တနည်းအားဖြင့်ပြောရရင်တော့ positive ဘက်ကိုသွားတဲ့ envy လို့ပြောလို့ရပါတယ်ဒါပေမဲ့တချို့လူတွေကတော့ငါသူ့လိုမဖြစ်နိုင်ရင်သူလည်းမအောင်မြင်သင့်ဘူးလို့တွေးတတ်ကြပါတယ်ဒီလိုမျိုးမနာလိုစိတ်မျိုးကိုတော့ malicious envy လို့ခေါ်ပါတယ်ရိုးရိုးပြောရရင် benign envy ရှိတဲ့လူကတင့်လို့ဖြစ်အောင်သူ့ကိုယ်သူပိုကောင်းအောင်စူးစမ်းတယ်ဒါပေမဲ့ malicious envy ရှိတဲ့သူကတော့သူတင့်နေရာကိုရအောင်မလုပ်နိုင်ရင်တင်ရှိနေတဲ့နေရာကနေတင့်ကိုအောက်ဆွဲချဖို့စူးစမ်းတတ်ပါတယ်။အကြောင်းလူတစ်ယောက်ကတင့်ကိုမနာလိုနေတယ်ဆိုတာကတင်တစ်ခုခုမှားနေလို့မဟုတ်ပါဘူး။ခါတလေတော့တင့်အောင်မြင်မှုကသူ့စိတ်အတွင်းထဲမှာရှိနေတဲ့မပြည့်စုံသေးတဲ့ခံစားချက်တွေကိုပြန်သတိပေးနေနိုင်လို့လည်းဖြစ်နိုင်ပါတယ်